နိုဘီတာတို့မိသားစုငါးများထွက်ရင်းနဲ့ဆူနီယိုတို့မိသားစုနဲ့တိုက်ဆိုင်ဆုံကြရောဆူနီယိုအဖေရောက်ချင်းပဲသူ့ရဲ့နီးပညာမြင့်ငါးများတန်အတစ်ကြီးကိုထုတ်ပြီးကြွားတော့တာပဲပြီးတော့နိုဘီတာအဖေရဲ့ခင်မမီတော့တဲ့ငါးများတန်အဟောင်းကြီးကိုလည်းနှိမ်ပြီးပြောသေးတာအဲ့ဒီလိုကြွားပြီးတာနဲ့သူလည်းငါးဆများရောနိုဘီတာအဖေကတော့ငါးများတယ်ဆိုတာကရိယာကောင်းဖို့မလိုပါဘူးလို့ပြောနေတုန်းရှိသေးဆူနီယိုအဖေစီမှာငါးတကောင်မိသွားပါလေရောဆူနီယိုအဖေကငါးကိုကင်ပြီးနိုဘီတာအဖေနားအထိလာကြွားတာပေါ့နိုဘီတာအဖေရဲ့ငါးထဲတဲ့ချင်းထဲမှာဘာမှမရှိသေးတာမြင်တော့မိတဲ့ငါးတွေကိုပြန်လွတ်ပေးလိုက်တာလားဆိုပြီးတော့တောင်ခနဲ့လိုက်သေးတယ်နိုဘီတာအဖေခများဘာမှမပြောနိုင်ပဲအာနာပါနာရေပြယုံပဲတက်နိုင်ရှာတယ်တစ်ဖက်မှာလည်းနိုဘီတာနဲ့ဆူနီယိုတို့စကားများနေကြပြီးဘသူအဖေကပိုကြီးတဲ့ငါးမိမလဲဆိုတာပြန်ဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့ဒီအချိန်မှာပဲနိုဘီတာအဖေရဲ့ငါးများတန်လှုပ်လာလို့ဆူနီယိုတယောက်ချက်ချင်းစိတ်ပူသွားတာပေါ့နိုဘီတာအဖေလည်းငါးများတန်တင်းကနေဖြစ်သွားပြီးငါးကြီးမိပြီးအောက်မေ့တာရေထဲကဆွဲတင်လိုက်တော့မှကစားစရာကားအဟောင်းကြီးဖြစ်နေလို့အားလုံးစိတ်ပြတ်သွားကြတယ်အဲ့ဒီနောက်ဆူနီယိုကတောင်ကုန်းနောက်ကရေကန်ထဲမှာငါးတွေအများကြီးရှိပုံရတယ်လို့နိုဘီတာကိုခိုးပြောတာနဲ့သူတို့တွေချက်ချင်းပြေးသွားကြတာပေါ့ရောက်သွားတော့တကယ်ပဲရေကန်ကြီးတစ်ခုကိုတွေ့ရလို့ငါးတွေအများကြီးရှိမှာပဲလို့ထင်နေကြတာဒါကိုမြင်တဲ့ဆူနီယိုကတော့ခက်ပြုံးပြုံးနဲ့ထွက်သွားလေရဲ့အဲ့ဒီအချိန်မှာရှီဇူကာကနေဂျာပန်းတွေကိုသတိထားမိသွားပြီးအနားကလူတစ်ယောက်ကမိုးကြီးကျယ်ရွာပြီးတာတောင်ဒီရေတွေကဘာလို့မကြသေးတာလဲလို့ပြောတာကိုကြားလိုက်ရတယ်ရှီဇူကာကအဲ့ဒီအကြောင်းကိုအားလုံးကိုပြောပြမှာပဲအဲ့ဒီနေရာဟာရေကန်မဟုတ်ပဲမိုးရွာပြီးကြံခဲ့တဲ့ရေအိုင်ကြီးတက်တက်ဖြစ်နေမှန်းသိကြတော့တယ်ဒီတော့ဒီထဲမှာငါးရှိဖို့ကမဖြစ်နိုင်ဘူးလေဒါပေမဲ့အခုအတိုင်းပြန်သွားရင်လဲဆူနီယိုကလှောင်ဦးမှာအဲ့ဒီတော့ဒိုရာအေမွန်ကအကြံတစ်ခုရပြီးသူ့အိတ်ကထဲကနေမူလအခြေအနေပြန်ရောက်စေတဲ့မီးအိမ်ကိုထုတ်လိုက်တယ်ဒီမီးအိမ်ကဘယ်ပစ္စည်းကိုမဆိုသူ့ရဲ့မူလပထမအခြေအနေအတိုင်းပြန်ပြောင်းပေးနိုင်တာဒိုရာအေမွန်ကထမင်းစုပ်တစ်စုပ်ကိုယူပြီးမိအိမ်နဲ့ထိုးပြလိုက်တဲ့အခါထမင်းစေးတွေကစပားပင်တွေဖြစ်သွားပြီးအထဲကစီးသီးကျင်ကစီးပင်ကြီးဖြစ်သွားရောနိုဘီတာကစီးသီးကျင်တစ်လုံးဖြစ်ဖို့စီးပင်တစ်ပင်လုံးလိုလာလားလို့မေးတော့ဒိုရာအေမွန်ကဒီမိအိမ်ကမူလယုတ်ကလစီတစ်ခုလုံးကိုပဲပြန်ပြောင်းပေးနိုင်တာဒါကိုသုံးပြီးထမင်းစုပ်ထဲကငါးသားတွေကိုငါးရှင်တွေဖြစ်ပြန်ပြောင်းလို့ရတယ်လို့ရှင်းပြတယ်ဒိုရာအေမွန်ကငါးပိန်းလုံးထမင်းစုပ်ကိုမိအိမ်နဲ့ထိုးလိုက်တဲ့အခါငါးပိန်းသုံးကောင်ထွက်လာပြီးရေအိုင်ထဲခုန်ဆင်းသွားကြတယ်ဒါပေမဲ့ဒီငါးတွေကပင်လယ်ငါးတွေဖြစ်နေလို့ဒိုရာအေမွန်ကအိတ်ထဲကနေပင်လယ်ရေတက်ပစ္စည်းကိုထုတ်ပြီးရေအိုင်ထဲထည့်ပေးလိုက်ရသေးတယ်နိုဘီတာလည်းစမ်းကျင်တာနဲ့ဝက်ဦးချောင်းကိုမိအိမ်နဲ့ထိုးလိုက်တာနောက်တစ်စက္ကန့်မှာဝက်ဦးချောင်းကဝက်ကောင်ကြီးဖြစ်သွားပြီးနိုဘီတာကိုလိုက်ဝေးလို့နိုဘီတာခမညာပတ်ပြေးရတော့တာပေါ့ပြေးရင်လွှာရင်လှဲ့စင်းမှာနွားတကောင်နဲ့ထပ်တိုက်မိပြန်ရောသူအမဲသားလုံးကိုမိအိမ်နဲ့အမတ်မထင်ထိုးမိသွားလို့ဖြစ်ရတာအဲ့ဒီလိုရှုပ်ရှုပ်ရှက်ရှက်ဖြစ်နေတော့နိုဘီတာချေချော်လဲပြီးမိအိမ်ကလက်ထဲကလွတ်ထွက်သွားရကနေအစားအသောက်တွေအကုန်လုံးကိုသွားမှန်လေရောနောက်တစ်စက္ကန့်မှာတော့အစားအသောက်တွေအလုံးမူလပုံစံပြန်ဖြစ်ကုန်ပြီးကြက်အုပ်ကြီးတွေငါးမျိုးစုံတွေနွားတွေဝက်တွေနဲ့တခွင်လုံးလဲကွင်းပြင်ကြီးလိုဖြစ်သွားတော့အဲ့ဒီအချိန်မှာပဲနိုဘီတာအဖေရဲ့ငါးများတန်ကိုငါးဟက်လို့ဆွဲတင်လိုက်တာငါးဘိန်းတကောင်ပါလာရောရေအိုင်ထဲမှာငါးဘိန်းကဘလို့လှုပ်ရှိနေတာလဲလို့အံ့ဩနေတော့ဆူနီယိုကလည်းငါးချင်းအကြီးကြီးတကောင်ကင်ပြီးလာကြွားပြန်တယ်ဒါပေမဲ့မထင်မှတ်ပဲနိုဘီတာအဖေကဆယ်မွန်ငါးကြီးတကောင်ကိုထပ်များမိပြန်တော့အားလုံးပါဇက်အဟောင်းသားဖြစ်ကုန်ကြတာပေါ့ဒီလိုနေရာမှာဒီလောက်ငါးကြီးကြီးတွေရှိနေတာကိုမယုံနိုင်အောင်ဖြစ်နေကြတာဆူနီယိုအဖေလည်းမခံချင်စိတ်နဲ့ငါးများဆက်လေးကိုပါရေထဲချပြီးရေကန်လဲထိမောင်းထွက်သွားကြတယ်ရေတာဖွင့်ကြည့်လိုက်တော့မှတကယ်ပဲငါးတွေအများကြီးရှိနေတာကိုတွေ့ရလို့သူတို့တွေငါးတွေအများကြီးများမိကြတာပေါ့ဒါပေမဲ့နိုဘီတာအဖေဘက်မှာတော့ငါးတကောင်မှမဟတ်သေးဘူးအဲ့ဒီအချိန်မှာပဲငါးများတန်ရဲ့အကျိုးရခွေစီကနေအတန်ကျဲကြီးညီလာပြီးငါးများကျိုးတင်းကနေဖြစ်သွားတယ်နိုဘီတာအဖေလည်းအကုန်တုံးပြီးဆွဲတာပေါ့ငါးကတန်လုံးလို့ကျိုးရခွေကနေမိခိုးတွေတောင်ထွက်လာပြီးနောက်ဆုံးမှာတော့ငါးများကျိုးပြတ်သွားပြီးငါးကြီးလည်းရေထဲမြုပ်ရှုပ်ပျောက်ကွယ်သွားတော့တယ်ဆူနီယိုအဖေကရေဒါမှာကြည့်လိုက်တော့အဲ့ဒီငါးဟာ4 မီတာ13ပေကျော်တောင်ရှိတယ်ဆိုတာတွေ့လိုက်ရတယ်နိုဘီတာအဖေကတော့ဒီငါးကြီးကိုမရရအောင်ညှားမယ်ဆိုပြီးစိတ်ပိုင်းဖြတ်လိုက်လို့ဒိုရာအေမွန်ကသူ့ငါးများတန်ကိုအားကောင်းစေတဲ့ဆေးရည်ဖြန်းပေးလိုက်တယ်ရှီဇူကာကအဲ့ဒါဘာငါးကြီးလဲလို့မေးပေမဲ့နိုဘီတာလည်းမသိဘူးအစားတောက်ကနေပြောင်းလဲလာတဲ့ငါးမျိုးတော့မဟုတ်တာသိချတယ်တစ်ဖက်မှာလည်းဆူနီယိုတို့သားအဖ3ယောက်ဆက်လေပေါ်ကနေငါးကြီးကိုရှာနေတော့ငါးကြီးကဆက်လေအောက်ကနေဖြတ်ကူးပြီးလှေကိုမှောက်ချလိုက်လို့သူတို့တကူလုံးရေဆိုရွှဲကုန်ကြရောအဲ့ဒီအချိန်မှာပဲနိုဘီတာအဖေရဲ့ငါးများတန်ကရေအောက်ခြေကကြောက်ဆောင်နဲ့ညှိနေတယ်လို့ဖြစ်ပြီးဘလို့မှဆွဲလို့မရဘူးဖြစ်နေတယ်ဒါပေမဲ့ရုတ်တရက်ဆိုတယ်လို့ပြင်းထန်တဲ့အားတစ်ခုကတွန်းဆွဲလိုက်လို့အဖေပါရေထဲပါသွားမတက်ဖြစ်သွားတာနဲ့တခြားလူတွေပါဝိုင်းကူဆွဲကြရတယ်အဲ့ဒီအချိန်မှာပဲအကောင်ကြီးကရေပေါ်ကိုခုန်တက်လာတော့မှ4 မီတာရှည်တဲ့ဓာတ်ရှည်နှုတ်သီးငါးကြီးဖြစ်နေမှန်းသိလိုက်ရပြီးအားလုံးအံ့အားသင့်ကုန်ကြတာပေါ့အဖေကအားလုံးဝိုင်းဆွဲကြဟေးလို့អော်ပြီးငါးကြီးကလည်းရေထဲမှာအတင်းယုံကန်နေတာကြောင့်အားလုံးရှေ့ကိုပါသွားကြတယ်အဲ့ဒီမှာဒိုရာအေမွန်ကသူတို့နောက်ကနွားတွေကိုတတိယသွားပြီးနွားရိုင်းတက်သမားဝစ်စုံကိုထုတ်ကနွားနဲ့ဝက်ကိုညှားခေါ်လိုက်တယ်နိုဘီတာကလည်းအခွင့်ကောင်းကိုယူပြီးသူတို့ရဲ့အမီးတွေကိုလှမ်းကင်လိုက်တာကြောင့်အားလုံးတယောက်နဲ့တယောက်ချိတ်ဆက်ပြီးအားကုန်သုံးဆွဲကြတော့တာပေါ့ငါးကြီးကတော့အသေးအတန်ယုံနေတော့မယ်လူတွေလည်းမောဟိုက်ပြီးလဲကြလူနီးပါဖြစ်နေတဲ့အချိန်မှာပဲငါးကြီးလည်းအားကုန်သွားပြီးနောက်ဆုံးအားလုံးရဲ့စူပေါင်းအားနဲ့ဓာတ်ရှည်နှုတ်သီးငါးကြီးကိုကုန်းပေါ်ကိုဆွဲတင်နိုင်ခဲ့ကြတယ်အားလုံးပျော်ပျော်ပါးပါးနဲ့အောင်ပွဲခံကြပြီးဆူနီယိုအဖေကိုယ်တိုင်လည်းဒီတစ်ခေါက်ပြန်ပွဲမှာနိုဘီတာအဖေနိုင်သွားတယ်ဆိုတာကိုမကျေနပ်ပေမဲ့ဝန်ခံလိုက်ရပါတော့တယ်